ကဲအားလုံးပဲမင်္ဂလာပါရခိုင်ပြည်မှာရှိတဲ့ပြည်သူပြည်သားတွေလုံးဝမသိသေးတဲ့လူတွေသိတဲ့လူတွေရှိမှာပေါ့နော်မသိသေးတဲ့လူတွေအတွက်နားထောင်ဖို့အတွက်ပေါ့နော်ကျွန်တော်ပြောပြရချစ်ဖြစ်ဆိုတော့ရခိုင်ပြည်မှာမကြခင်မှာနေဝင်တော့မယ်လို့နော်မကြခင်မှာနေဝင်တော့မယ်ဘာကြောင့်နဲ့နေဝင်ရတယ်လေဆိုလို့ရှိရင်တော့အရကတက်တော်အေးလှုပ်ဆောင်ချက်တွေကိုပြည်သူပြည်သားတွေဘယ်တော့မှမသိဘူးနော်ဘေးရွာကမှလည်းမသိဘူးအဲ့ဒီတရင်ကိုတိတယ်ဆိုတာကအရခတ်တော်အေးပဲတိတယ်ကြံတဲ့လူမသိဘူးထိုးမျက်နှာကိုယ်တိုင်ပဲတိမယ်ဘာဖြစ်လဲလေဆိုလို့ရှိရင်အရခတ်တော်အေးဆိုတာကရခိုင်လူမျိုးတစ်မျိုးတည်းလောက်တာမဟုတ်ဘူးเนาะအဲ့ဒီရခိုင်လူမျိုးတွေလက်နက်ကန်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်အောင်လုပ်ပေးတဲ့အဖွဲ့အစည်းမှာအနောက်မှာနှစ်ဖွဲ့ရှိသေးတယ်เนาะအဲ့ဒီနှစ်ဖွဲ့ကအမတန်ကြောက်စရာကောင်းတယ်နော်လက်တစ်စစ်လောက်ပဲရှိတယ်ရခိုင်လူမျိုးကိုလုံမယ်ဆိုလို့ရှိရင်လက်တစ်စစ်လောက်ပဲရှိတယ်နော်အဲ့ဒါဘယ်တူလဲဆိုလို့ရှိရင်ခင်ဗျားတို့ထင်တာစက်ကောက်စီလောက်ထင်လားမဟုတ်ဘူးတရုတ်ထင်လားမဟုတ်ဘူးရိုဟင်ဂျာထင်လားမဟုတ်ဘူးတချို့တိုင်းရင်းသားတွေထင်လားမဟုတ်ဘူးဘယ်သူမှမဟုတ်ဘူးအဲ့ဒီတိုင်းရင်းနှစ်ဖွဲ့ကိုကျွန်တော်ကနာမည်သိတယ်နော်မပြောပြဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်ကိုမကောင်းကြောင်းတွေလာပြောမှဆိုလို့ဆိုတော့စက်ကောက်စင်တွေလူအင်အားအမြော်အများထိုးစစ်တယ်ဆိုတာကရခိုင်ပြည်မှာအခြေစိုက်ပြီးတော့မှတိုက်တယ်ဆိုတာကခင်ဗျားတို့ရခိုင်လူမျိုးတွေကိုမကြခင်မှာငားလို့အမဲသားလို့ဖြက်ပြီးတော့မှခုတ်ပြီးတော့မှစားမှာကိုကြောက်လို့နော်စက်ကောက်စီကအဲ့ဒါကြောင့်မလို့ထိုးစစ်တာခင်ဗျားတို့လူအင်အားရှိတာလीအဲ့ဒီတိုက်ရဲ့နှစ်ဖွဲ့အနောက်ကလူတွေလွတ်ပေးလို့အင်အားရှိတာနော်ခင်ဗျားတို့ရခိုင်တက်တော်တခုတည်းနဲ့ဆိုလို့ရှိရင်အင်အားရှိမှာမဟုတ်ဘူးအဲ့ဒါကိုခင်ဗျားတို့ရခိုင်လူမျိုးတွေတိတဲ့လူကတိမယ်နော်အဲ့ဒီတည်င်းကိုမတိတဲ့လူကတိမှာမဟုတ်ဘူးဒါပေမဲ့ပြည်သူလူထုတွေကအသေးချတယ်လောက်ဝမသိဘူးအဲ့ဒီတည်င်းတွေကိုခင်ဗျားတို့အရကတက်တော်နော်လက်နက်ကင်တာအနောက်ကတိုက်ရဲ့နှစ်ဖွဲ့ကခင်ဗျားတို့ကိုလက်နက်တွေပြည့်စုံထောက်ပတ်ပေးတဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့တိုက်ရဲ့သုံးဖွဲ့မှာနော်သူတို့နှစ်ဖွဲ့ရဲ့ဘယ်လိုရှိရင်တော့ခင်ဗျားတို့ရခိုင်တစ်ဖွဲ့ရဲ့သုံးဖွဲ့နော်သုံးဖွဲ့ပေါက်ပြီးတော့မှနာမည်ကတစ်ခုတည်းပဲပေးတာဘာလဲဆိုလို့ရှိရင်တော့အာရခတ်တော်အဲ့ဒီနာမည်တစ်လုံးနဲ့လောက်တာနော်ဆိုတော့ရခိုင်ပြည်မှာရှိတဲ့ပြည်သူပြည်သားတွေနော်ပတ်စာရှိလို့ရှိရင်ရခိုင်ပြည်ကနေအမြန်ဆုံးထက်သွားပေးဖို့ကျွန်တော်ကပြောချင်တယ်နော်ရခိုင်တွေနဲ့ဘူးပေါင်းပြီးတော့မှလှုပ်ဆောင်တဲ့နောက်နှစ်ဖွဲ့ကတိုက်ရင်နှစ်ဖွဲ့ကအမတကြောက်စရာကောင်းတယ်သူတို့တွေကလောက်ခင်းမှဆိုလို့ရှိရင်လက်တစ်စစ်လောက်ပဲရှိတယ်နော်သူတို့တွေကရေမှရှိရင်မင်းကြောင်းလိုပဲကုန်းမှရှိရင်ကြားလိုပဲသူတို့တွေကပါလေးပဲရှိတယ်ဒါကြောင့်မလို့စက်ကောင်စီတွေကလူအင်အားသုံးပြီးတော့မှတိုက်တာအလကားတိုက်တာမဟုတ်ဘူးဆိုတော့အဲ့ဒီကိစ္စနဲ့ထုံးမျက်နှာကိုယ်တိုင်တိလို့ပေါ့နော်တိတယ်သူကလေအဲ့ကြောင့်မလို့စာရွက်ကနေတဆင့်အင်တာဗျူးကနေစာရွက်တဆင့်ထုတ်ပြပေးတာပေါ့နော်ထုတ်ပြပေးတာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ထားတဲ့တိုင်းစခန်းတွေကိုပဲကျွန်တော်တို့ထိချုပ်ပြီးတော့မှနေတော့မယ်ဆိုတာကတော့သူတို့တွေဝါမျိုးချက်တကူခံရတော့မှဆိုတဲ့အဓိပ္ပာယ်ဖက်မှာတက်ရောက်တာပေါ့နော်ကျွန်တော်တို့သူတို့လောက်တာခံရတော့မှဆိုတဲ့အဓိပ္ပာယ်ဖက်မှာတက်ရောက်တယ်နော်ဆိုတော့ကျွန်တော်စောစောပြောသလိုပတ်စံလေးရှိလို့ရှိရရခိုင်ပြည်ကနေအမြတ်ဆုံးထပ်တော့ပေးဖို့ကျွန်တော်ကပြောချင်တယ်နော်ရခိုင်ပြည်ကမကြခင်မှာနေဝင်တော့မယ်လို့နော်ထုံးမျက်နှာကိုယ်တိုင်လေးအင်တာဗျူးကနေတစ်ဆင့်ပြောထားဆိုတော့ကျွန်တော်တို့စက်ကောက်စီလည်းမတော်လန်တော့ဘူးဆိုတော့သူတို့ရဲ့လှုပ်ဆောင်ချက်ကိုခံရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖတ်မှာတက်ရောက်နေပြီနော်စက်ကောက်စီရဲ့လက်ချက်မှာကျွန်တော်တို့တည်ရမှာလားမဟုတ်ဘူးစက်ကောက်စီလည်းနေလို့မလုပ်ဘူးရိုဟင်ဂျာလက်ထက်မှာခံရမှာလားမဟုတ်ဘူးရိုဟင်ဂျာလည်းနေလို့မလုပ်ဘူးတချို့တိုင်းရသားလက်ထက်မှာခံရမှာလားမဟုတ်ဘူးတချို့တိုင်းရသားတွေလည်းနေတော့ကိုဘာမှလုပ်မှာမဟုတ်ဘူးနော်ခင်ဗျားတို့လှုပ်ဆောင်ချက်ခင်ဗျားတို့သိတယ်နော်ဒါကြောင့်မလို့အခုခင်ဗျားတို့ကဒီပြဿနာလေးတွေကဖြေရှင်းဖို့ဆိုတာအမတန်ခက်ခဲတယ်နော်လောက်ဝဖြေရှင်းလို့ရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အဲ့ဒီကိစ္စဖြေရှင်းလို့မရဘူးဆိုတာကအစကတည်းကသူတို့လက်နက်ကန်အဖွဲ့အစည်း
လုပ်တဲ့အချိန်ကလေးကနေသူတို့ကလက်မှတ်ထိုးထားတာနော်လက်မှတ်ထိုးထားတဲ့အတွက်ကြောင့်မလို့သူတို့တွေအဲ့ဒီကိစ္စကိုဖြည့်ရှင်းလို့ဘတော့အခါမှရမှာလည်းမဟုတ်ဘူးနော်ကိုယ့်ဘက်ကတခုခုလုပ်ပြမယ်ဆိုရင်လေရမှာမဟုတ်တော့ဘူးနော်